အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အထက်မြန်မာပြည်ချင်းချင်းခရီးရန်နဲ့အဖွဲ့မြို့သမီးဌာနတာဝန်ခံပါစတာထွေနူပဲဖြစ်ပါတယ်ရှင်မေလ17ရက်နေ့မှာကြာရောက်မယ်အမျိုးမိခင်များနေ့ကိုဂုဏ်ပြုတော်အားဖြင့်အထက်မြန်မာပြည်ချင်းချင်းခရီးရန်နဲ့အဖွဲ့အသင်းတော်များရှိမိခင်များကိုနှုတ်ကပတ်တော်အားဖြင့်ခွန်အားပြီးနှိုးဆော်လိုခြင်းပဲဖြစ်ပါတယ်ဒီနေ့ကျမတို့ခေတ်ကာလအခြေအနေများအားဖြင့်ကျမတို့ကြုံတွေ့နေရသောမျိုးဒုက္ခဆင်းရဲတွေကြားထဲမှာကျမတို့ယုံကြည်ခြင်းသာမရှိခဲ့ဘူးဆိုရင်ကျမတို့ကြော်ဖြတ်နိုင်စရာတခုမှမရှိပါဘူးတို့ပါတော့ကြောင့်ဒီကနေ့ကျမတို့မိခင်များဟာတကယ်ပဲယုံကြည်ခြင်းမှာအားကြီးရမယ့်မျိုးသမီးများဖြစ်ပါတယ်တကယ်ပဲဖခင်ကိုကြောက်ရွံ့ယူသေးရမယ့်မိခင်တွေပဲဖြစ်ပါတယ်ကျမတို့မိခင်တွေယုံကြည်ခြင်းအားကြီးမှာကျမတို့မိသားစုကျမတို့ရဲ့ခင်ပွန်းကျမတို့ရဲ့အသင်းတော်တွေကလည်းတကယ်ပဲရှင်သန်ဝိညာဉ်ရေးရမှာရောကျမတို့ရမှာနှုတ်ကြတက်ကြွရှင်သန်နေမှာဖြစ်ပါတယ်ကျမတို့မိခင်တွေဟာယုံကြည်ခြင်းအားကြီးဖို့ဖြစ်ပါတယ်တမန်ကျမ်းစာထဲမှာယုံကြည်ခြင်းအားဖြင့်အနာရောဂါပျောက်ကင်းတဲ့အမျိုးသမီးတွေရှိတယ်ယုံကြည်ခြင်းအားဖြင့်ဖရာသခင်ကိုတကယ်ပဲကိုးစားခြင်းအားဖြင့်သားသမီးယတနာကိုရရှိတဲ့မိခင်တွေလည်းရှိပါတယ်ဒါမကပဲနဲ့ဒီကနေ့မှားယွင်းစွာနဲ့အိမ်ထောင်ကိုဦးစီးဦးဆောင်နေတဲ့မိခင်တွေလည်းရှိတယ်ခင်ပွန်းတွေကိုမှားယွင်းစွာလမ်းပြပြီးအကြံအဉာဏ်တွေမကောင်းတဲ့အကြံဉာဏ်တွေပေးပြီးမှခင်ပွန်းတွေကိုမှားယွင်းစေတဲ့မိခင်တွေအမျိုးသမီးတွေလည်းစံစာထဲမှာအများကြီးတွေ့ရပါတယ်ဒီကနေ့ကျွန်တော်တို့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍမိခင်တွေရဲ့အခန်းကဏ္ဍဟာအိမ်ထောင်မှာတကယ်ပဲအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့မိခင်တွေဖះကိုမသိဘူးနှုတ်ကပတ်တော်အတိုင်းအသက်မရှင်ဘူးဒီကနေ့နှုတ်ကပတ်တော်နဲ့အညီကျမတို့အသက်မရှင်ဘူးဆိုရင်ကျမတို့ရဲ့အိမ်ထောင်မိသားစုကျမတို့ရဲ့အသင်းတော်ကျမတို့ရှိအနာဂတ်မှာအလွန်ပင်ကျမတို့ဝမ်းနဲ့ကြေကွဲစရာတွေကြုံတွေ့နေရမှာဖြစ်ပါတယ်ကျမတို့အသက်တာမှာပင်လင်ဆိုးရုပ်စရာတွေပဲကျမတို့ကြုံတွေ့နေရမှာဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်ထဲမှာဘု து အကြောင်းလေးကိုခွန်အားပေးခြင်းတယ်လေဆိုရင်တော့တကယ်ပဲဂုဏ်သေးပွဲစားလေးဖြစ်တယ်တကယ်ပဲချမ်းသာကြွယ်ဝတယ်မျိုးသမီးဦးရဲ့အကြောင်းကိုဒီကနေ့ဝင်းကခွန်အားပေးလို့ခြင်းပဲဖြစ်ပါတယ်သူရဲ့ယုံကြည်ခြင်းဟာဘလောက်ထိဖရာသခင်ရဲ့စိတ်တော်နဲ့တွေ့တယ်လေဆိုရင်တော့ဒီကနေ့ဒီအမျိုးသမီးကြီးရဲ့အသက်တာအပြည့်ကျမတို့ဒီနေ့ဆင်ခြင်ဖို့ဖြစ်ပါတယ်ခွန်အားယူဖို့ဖြစ်ပါတယ်တိဆောက်ဖို့ဖြစ်ပါတယ်သူကတော့ဘာလို့လဲဆိုလို့ရှိရင်တမန်တော်ဝတ္ထုအခန်းကြီး16မှာကျမတို့တွေ့ရပါတယ်ဘာလို့လဲဆိုရင်ဖိလိပ္ပိမြို့မှာလူဒိဖြစ်ပါတယ်ဒီလူဒိဆိုတဲ့အမျိုးသမီးဟာယူဒဘာသာဝင်အမျိုးသမီးမဟုတ်ပါဘူးသူကအခြားတပါးသောအမျိုးသမီးပဲဖြစ်ပါတယ်သူဟာထာဝရဘုရားကိုကိုးစားတဲ့သူဖြစ်တယ်ထာဝရဘုရားကိုကြောက်ရွံ့တဲ့သူဖြစ်တယ်ဒီကနေ့ဒီဖိလိပ္ပိမြို့ထဲမှာပေါ့ဒီဖိလိပ္ပိမြို့မာကေဒေါနိပြည်တလျှောက်မှာရှိတဲ့ဒီယောမအစိုးရရဲ့ဒီအုပ်ဆိုးတဲ့နေအတွင်းမှာရှိတော်ဒီဖိလိပ္ပိမြို့မှာသူဒီလာပြီးမှကုံတယ်လို့ရင်းနဲ့လာနေထိုင်တာဖြစ်ပါတယ်သူကသွားတိရဲ့အာရှိပြည်သွားတိရဲ့မြို့ကအမျိုးသမီးဖြစ်တယ်တိုးတော်လဲသူကုံတယ်ပွဲစားလို့ရင်းနဲ့သူဒီဖိလိပ္ပိမြို့မှာလာရောက်နေထိုင်ခြင်းပဲဖြစ်ပါတယ်ဒီဖိလိပ္ပိမြို့မှာတရားစရာမရှိဘူးလို့နှုတ်ကပတ်တော်ထဲမှာဖော်ပြတယ်ဒီတရားစရာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကတော့ယူဒဘာသာဝင်အမျိုးသား10ဦးမပြည့်မရှိဘူးဆိုတဲ့အဓိပ္ပာယ်လည်းရှိပါတယ်ယူဒအမျိုးသားတွေက10ဦးပြည့်တာနဲ့တရားစရာကိုသူတို့တိဆောက်ပြီးမှသူတို့တွေဝတ်ပြုဆုတောင်းလေးရှိပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်ထဲမှာမတ်တန်တင်တာရှင်ပေါလုရောက်လာတဲ့အခါရှင်ပေါလုတို့ရောက်လာတဲ့အခါမှာတရားစရာမရှိဘူးလို့ဒီနေ့မတ်တန်တင်ထားခြင်းအရာအမျိုးယူဒဘာသာဝင်အမျိုးသား10ဦးတောင်မပြည့်ဘူးဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီဝတ်ပြုတရားစရာမရှိပေမဲ့လေဒီယူဒဘာသာဝင်အမျိုးသမီးတွေကဖရာသခင်ကိုချီးမွမ်းခြင်းဝတ်ပြုခြင်းသူတို့မြစ်ကမ်းနားမှာသွားပြီးမှဆုတောင်းလေးရှိတယ်ဆိုတဲ့အရာကိုလည်းနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဆိုတော့လူတိကလည်းထာဝရဘုရားကိုကြောက်ရွံ့နေချစ်တဲ့အမျိုးသမီးဖြစ်တဲ့အခါမှာယူဒ
ဘာတာဝင်အမျိုးသမီးများနဲ့အတူတကွမြစ်ကမ်းမှာသွားပြီးမှနေ့တိုင်းပေါ့နော်ဒီဥပုံနေ့တိုင်းမှာသူတို့စုတောင်းလေးရှိတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်ထဲမှာကျမတို့တွေ့ရတာဖြစ်ပါဆိုတော့သူတို့စုတောင်းနေတယ်ဒီစုတောင်းနေဆိုတာပဲပါတယ်ပေါ့နော်စုတောင်းဒါပေမဲ့ဒီကနေ့လူဒီရဲ့ယုံကြည်ခြင်းမိခင်တွေပေါ့နော်ဒီအမျိုးသမီးတွေရဲ့စုတောင်းခြင်းတရားစရက်တောင်မရှိတဲ့နေရာမှာပေါ့နော်ဒီမြစ်ကမ်းနားမှာစုတောင်းခြင်းအားဖြစ်ပေါ့နော်ထာဝရဘုရားကနော်ဒီအမျိုးသမီးတွေရဲ့ယုံကြည်ခြင်းစုတောင်းခြင်းကိုမကြော်သွားနိုင်နော်တကယ်ပဲစိတ်တော်တူထိတဲ့အခါမှာသူတို့နဲ့အနီးအနားမှာတော့မဟုတ်ဘူးเนาะသူတို့နဲ့တပီနယ်ထဲမှာတော့မဟုတ်ဘူးတော့အဝေးကြီးမှာရှိနေတော့တယောမြို့မှာရှိနေတဲ့ရှင်ပေါ်လူကိုညမှာဗျာဒိတ်ယူပါယုံအဖြစ်မာကီဒေါနီပြည်ကလူတယောက်ကလာပါသူတို့ကိုပေါ့เนาะဒီသူတို့စီကိုလာပါမာကီဒေါနီပြည်ကိုကူပါငါတို့ကိုမဆပါဆိုပြီးမှရက်ရက်တောင်းပန်နေတယ်ဆိုတာကိုရှင်ပေါလုကဗျာဒိတ်ယူပါယုံမှာရပြီးသူကသွားမယ့်နေရာကတနေရာသူသွားခြင်းတဲ့နေရာကတနေရာဒါပေမဲ့ဝိညာဉ်တော်ကခွင့်မပြုတဲ့အခါမှာသူညမှာဒီအိမ်မက်ယူပါယုံကိုသူရရှိရဗျာဒိတ်ယူပါယုံကိုသူရပြီးမှသူဒီမာကီဒေါနီပြည်ပေါ့နော်ဒီမာကီဒေါနီပြည်ကိုသွားမယ်ဆိုပြီးမှထွက်ခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ဒီကနေ့ဒီအကြောင်းအရာလေးကိုဘာဖြစ်လို့ဒီနေ့ခွန်အားပေးလို့ခြင်းဖြစ်တယ်လေဆိုရင်တော့ဒီနေ့လူဒီတို့ယူဒအမျိုးသမီးတွေနော်တရားစရက်တောင်မရှိတဲ့နေရာမှာထာဝရဘုရားကိုရှာထာဝရဘုရားကိုယုံကြည်တဲ့အခါမှာသူတို့ကထာဝရဘုရားကိုယုံကြည်တဲ့အတွက်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းဧဝံဂေလိသတင်းစကားကိုဘုရားသခင်ကကြားစီခြင်းကယ်တင်ခြင်းကိုဘုရားသခင်ကပေးခြင်းတဲ့အခါမှာဒီကနေ့နော်အဝေးကြီးမှာရှိနေတော့ရှင်ပေါလုကိုသူတို့ရှိတဲ့နေရာကိုဘုရားကပို့ဆောင်တာဖြစ်ပါတယ်ဒီကနေ့ရှင်ပေါလုတို့ရောက်လာတဲ့အခါမှာသူတို့လည်းလိုက်ရှာတယ်ဘာဖြစ်လို့သူဒီဗျာဒိတ်ယူပါယုံကိုရလေဆိုတာ तू မသိပေမဲ့ तू လာတဲ့ခါမှာ तू တရားစရက်တွေရှာတယ်အမေမတွေ့တဲ့အခါမှာเนาะကမ်းနားမှာဒီလိုအခြေဥပုံနေဒီကြရအမျိုးသမီးတွေကစုတောင်းလေးရှိတယ်ဆိုတာကို तूသိတဲ့အခါမှာဒီအမျိုးသမီးတွေเนาะဒီအမျိုးသမီးတွေစီမှာ तू ယေရှုခရစ်တော်ရဲ့ဧဝံဂေလိစကားကိုတွားပြောမယ်ဆိုပြီးမှ तू ရောက်ရှိလာပြီးမှဒီလူဒီတို့ယူဒဘာသာဝင်အမျိုးသမီးတို့ကို तू ဧဝံဂေလိတရားဟောပြောတဲ့အခါမှာလူဒီရဲ့စိတ်နှလုံးကိုဖရာသခင်ကဖွင့်ပေးတယ်လို့ဒီကနေ့နှုတ်ကပတ်တော်ထဲမှာဖော်ပြပါတယ်။မနောဝိတ္ထုခန်းကြီး16အငယ်14ထဲမှာသူဤစိတ်နှလုံးကိုဖရာသခင်ဖရာဖွင့်တော်မူ၏လို့နှုတ်ကပတ်တော်ထဲမှာလာတာဖြစ်ပါဒီကနေ့လူဒီရဲ့ယုံကြည်ခြင်းဟာကဲတင်ခြင်းကိုရရှိဖို့အတွက်ဖရာသခင်ကတကယ်ပဲဖွင့်စိတ်နှလုံးကိုဖွင့်ပေးတဲ့အခါမှာပေါလုဟောပြောသောယေရှုခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကိုဒီကနေ့လူဒီကကြားပြီးမှယုံကြည်ပြီးမှဘပ်တိဇံကိုခံယူတယ်ဆိုတဲ့နှုတ်ကပတ်တော်ကိုဒီနေ့ကျမတို့တွေ့ရတာဖြစ်ပါတယ်เนาะဒီကနေ့ကျမတို့အိမ်ထောင်မှာကျမတို့ခင်ပွန်းတယ်เนาะကျမတို့သားသမီးတွေဒီကနေ့မျိုးသောစုံစမ်းသွေးဆောင်ခြင်းထဲမှာကြာရောက်ပြီးတော့မှဒီကနေ့ကဲတင်ချင်းကိုကောင်းမွန်စွာနားမလည်တဲ့သူတွေရှိမှဖြစ်ပါတယ်။မာယွင်းစွာအသက်ရှင်နေတဲ့သူတွေရှိမှဖြစ်ပါတယ်။ဒီကနေ့တော့ကျမတို့မိခင်တွေကနော်ယုံကြည်ခြင်းနဲ့ဆုတောင်းနေယုံကြည်ခြင်းနဲ့ဘုရားသခင်စီမှာတိုးဝင်နေဆိုရင်တော့ကျမတို့ရဲ့မိသားစုမှာကဲတင်ချင်းဧဝံဂေလိသတင်းတရားကြာစုကျေစုကြာရောက်လာဖို့အလို့ငါဘုရားကကြော်မသွားနိုင်ဘူးဆိုတဲ့အရာဒီနှုတ်ကပတ်တော်အပြည့်ခွန်အားပေးခြင်းတာဖြစ်ပါတယ်။နော်ဒီနှုတ်ကပတ်တော်အပြည့်ကျမတို့တိဆောက်ခြင်းတာဖြစ်ပါတယ်။တကယ်ကိုကျမခွန်အားရတဲ့မိခင်ကြီးပဲဖြစ်ပါတယ်။လူဒီဆိုတဲ့မိခင်ကြီးဒီနေ့ပါအကြောင်းအရာကိုကြည့်မယ်ဆိုရင်တော့နော်သူတို့စုတောင်းနေရှင်ဘောလူကသူတို့စီရောက်လာပြီးမှတရားဟောပြီးမှဧဝံဂေလိကြားတယ်အဲ့လူထင်ရပြီမဲ့သူတို့ဒီစုတောင်းနေခြင်းယုံကြည်နေခြင်းကိုးစားနေခြင်းကိုဖယားသခင်ကကြော်မသွားနိုင်လို့ယေရှုခရစ်တော်ဖယားရဲ့ကယ်တင်ခြင်းဧဝံဂေလိသတင်းစကားကိုကြားစီကြပြီးယုံကယ်တင်ခြင်းစုကျေးဇူးပေးခြင်းလွန်လို့ရှင်ပေါလုကိုဗျာဒိတ်ယူပါယုံပေးပြီးမှဒီလူတီတို့ရှိတဲ့နေရာကိုဖယားကပို့ဆောင်ပေးတာဖြစ်ပါတယ်ဒီကနေ့ကျမတို့သားသမီးကျမတို့ခင်ပွန်းတဲ့တွေကိုကျမတို့ဖယားเจ้าကိုမခေါ်နိုင်တဲ့သူတွေရှိမယ်ဖယားเจ้าတက်ဖို့အတွက်ကျမတို့ပြောဖို့အတွက်เนาะခက်ခဲတဲ့သူတွေရှိမှာဖြစ်ပါတယ်ဒီကနေ့ကျမတို့ဘာမှမလုပ်ပေးနိုင်ဘူးเนาะဘလို့မှ
ဆွဲမခေါ်နိုင်တဲ့အခြေအနေတွေကျမတို့အခြားသောဘာသာဝင်များနေကျမတို့အိမ်ထောင်ကြပြီးမှကျမတို့ဒီမညီသောသဘောထမ်းနေတဲ့မိသားစုတွေလည်းရှိမှာဖြစ်ပါတယ်ဒီကနေ့အမျိုးသမီးများကိုခွန်အားပေးလို့လေကျမတို့မိခင်များရဲ့ဆုတောင်းခြင်းယုံကြည်ခြင်းကိုးစားခြင်းဟာကျမတို့အိမ်ထောင်မှာကယ်တင်ခြင်းစုကျေးဇူးကြားရောက်ဖို့အတွက်စုကျေးဇူးသွန်လောင်းပေးဖို့အတွက်ဖရာသခင်ကမိခင်တွေရဲ့ယုံကြည်ခြင်းအားကြီးတဲ့အခါမှာကယ်တင်ခြင်းစုကျေးဇူးတို့ရောက်ဖို့အလုံးကဧဝံဂေလိသတင်းစကားကြားဖို့အလုံးကဒီကြားနာနိုင်ဖို့ကိုဖခင်ကပို့ဆောင်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်အချီးနှီးတက်တက်မဟုတ်ပါ။ဒီကာလကိုကြော်လွန်နိုင်ဖို့ဒီကနေ့ယုံကြည်ခြင်းအဖြစ်ကျမတို့သွားရမှာဖြစ်ပါတယ်။ဒီကနေ့မိခင်ကြီးလူတီရဲ့ယုံကြည်ခြင်းကိုကျမတို့စင်ချင်ပြီးမှကျမတို့ခွန်အားယူဖို့ပဲဖြစ်ပါ။ဖခင်ကိုချစ်ကြောက်ယုံတည်ခြင်းအဖြစ်မိမိကိုယ်၌ပြီးကဲတင်ချင်းတို့ရောက်ယုံများမကဘူးเนาะလူဒီဆိုရင်သူ့ရဲ့အိမ်သူအိမ်သားအားလုံးကကဲတင်ချင်းကိုရောက်ပြီးမှဒီနေ့ဗတ်တစ်ဆံကိုခံယူတယ်လို့ဒီနေ့နှုတ်ကပတ်တော်ထဲမှာတွေ့ရတာဖြစ်ပါတယ်ဒီကနေ့ကျမတို့မိယိုဖလာခရိယန်ဖြစ်လာဖြစ်ချင်းဟာကဲတင်ချင်းရဖို့အတွက်ပေါ့เนาะဒီကနေ့လက်မှတ်တစ်ခုမဟုတ်ပါကဲတင်ချင်းဆိုတာအခြေအနေပေါ်မှာလည်းမမူတည်ပါဘူးအချင်းတိုင်ရင်ရမှာပါဆိုပြီးမှကျွန်တော်တို့သားသမီးတွေကိုเนาะကဲတင်ချင်းခရိယန်တိုင်ဝိုင်းမှာကြီးလာတာပဲအချင်းတိုင်ရင်တော့ကဲတင်ချင်းရမှာပါဖျားเจ้าသွားနေရင်ကဲတင်ချင်းရမှာပါเนาะဖျားเจ้าထဲမှာကြီးလာရင်သွားဖျားဝတ်ပြုနေသူဟာတို့အချင်းတိုင်ကဲတင်ချင်းနားလေသွားမှာပါလို့ကျွန်တော်တို့ဒီလိုမျိုးနမောနမေနေတဲ့မိဘများလည်းရှိရင်ရှိမှာပါဒီကနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလို့လေကဲတင်ချင်းဆိုတာအချင်းတန်ရင်ရမယ်ဆိုတဲ့ဒီကနေ့နှုတ်ကပတ်တော်ထဲမှာမတွေ့ရပါဘူးဒီကနေ့ကိုယ်တိုင်ယုံကြည်မှကဲတင်ချင်းတို့ရောက်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့သားသမီးတွေเนาะကဲတင်ချင်းသူတို့ကိုသူတို့သွားမစားတတ်ဘူးသူတို့ကိုသူတို့သွားမခံယူတတ်ဘူးဆိုသူတို့သွားဖို့အတွက်เนาะနှုတ်ကပတ်တော်ရှိတဲ့နေရာကိုမသွားနိုင်တဲ့တွားဖို့ခက်ခဲတဲ့เนาะအသင်းတိုက်တွန်းရတဲ့မိသားစုတွေလည်းရှိမှာပါဒီကနေ့ဒီမိသားစုကဲတင်ချင်းကိုရောက်ဖို့ကျမတို့မိခင်တွေစီမှာအထူးသဖြင့်ဖရာသခင်ကကျမတို့ကိုအထူးသဖြင့်ကောင်းချီးပေးထားပါတယ်เนาะကျမတို့ယုံကြည်ခြင်းအားကြီးခြင်းเนาะယုံကြည်ခြင်းဆုတောင်းခြင်းဖရာသခင်ကိုချစ်ကြောက်ယုံတည်ခြင်းအားဖြင့်ဒီကနေ့ကျမတို့သားသမီးတွေနော်အေဝံဂေလိတရားကျွန်တော်မိသားစုစီရောက်လာဖို့ဖက်ကနေဖရားနှုတ်ကပတ်တော်ကိုကျွန်တော်တို့မိသားစုကိုဆေလွတ်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ ਨੇ ဘလို့မှမနီးဆက်တဲ့နော်ကျွန်တော်တို့ ਨੇ တိတောင်မတိတဲ့ခင်တောင်မခင်တဲ့ဒါမျိုးပေါ့နော်အေဝံဂေလိတည်င်းစကားတွေဖရားရဲ့နော်ကျွန်တော်တို့ရဲ့တင်းအုပ်ဆရာတွေကတဆင်ကျွန်တော်တို့ရဲ့ဆရာမတွေကတဆင့်ပေါ့နော်ကျမတို့ရဲ့အိမ်နီးချင်းအတင်းတော်တွေကနေတဆင့်နော်အေဝံဂေလိတရားကျမတို့မိသားစုစီကိုဖခင်ကကဲတင်ချင်းပေးတဲ့အခါပို့ဆောင်ပေးမှာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ပေါ့နော်ခွန်အားပေးလို့ခြင်းပဲဖြစ်ပါတယ်ဒီကနေ့ကျမတို့မိခင်တွေနော်ယုံကြည်ခြင်းမပြတ်ပြားပဲနဲ့ပို၍ဆုတောင်းမယ်ပို၍ယုံကြည်မယ်ဖခင်ကိုပို၍ကိုးစားမယ်ဆိုရင်ကျမတို့ရဲ့ယုံကြည်ခြင်းအားဖြင့်ကျမတို့ရဲ့မိသားစုဟာကဲတင်ခြင်းတို့ရောက်ဖို့အတွက်ဖခင်ကစိတ်နှလုံးဖွင့်ပေးမှာဖြစ်ပါတယ်ကဲတင်ချင်းတို့ရောက်ဖို့အေဝံဂေလိသတင်းစကားကိုလည်းဖခင်ကပို့ဆောင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့မိခင်များအားလုံးယုံကြည်ခြင်းအားကြီးတဲ့မိခင်များဖြစ်ဖို့အလို့ငါဤနှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးလိုခြင်းပဲဖြစ်ပါတယ်ကျမ်းနာသူရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ